ပရိသတ်များအားလုံးပဲမင်္ဂလာပါရှင်။ကျမတို့ channel လေးကနေကြိုဆိုလိုက်ပါရနော်။ဒီနေ့မှလည်းဘယ်လိုဇာတ်လမ်းလေးကိုတင်ဆက်ပေးမလဲဆိုတာပရိသတ်များကနားဆင်အားပေးခဲ့ကြပါအောင်ရှင်။ဇာတ်လမ်းလေးမစတဲ့ခင်မှာကျမတို့ရဲ့ channel လေးကိုလည်း like subscribe လုပ်ပေးဖို့မမေ့ကြပါနဲ့နော်။ကျွန်တော်အမည်ရင်းကပေါ်ပြပါတာရာရီသားဖြစ်ပါတယ်။ကျွန်တော်မိဘနှစ်ပါးကတရုံမျိုးနွယ်သွေးမကင်းလို့လူအများကျွန်တော်ကိုပေါက်ဖော်ကြီးလို့ခေါ်ပါတယ်။ဒီနာမည်နဲ့ပဲရှေးအောင်ပစ္စည်းရောင်းဝယ်ရေးလေးမှာလူအများသိရှိပြီးနာမည်ကျော်ကြပါတယ်။ရှေးအောင်ပစ္စည်းရောင်းဝယ်ရေးအလုပ်ကိုအသက်မွေးကြောင်းအဖြစ်လုပ်ကန်ခဲ့တဲ့အချိန်ကာလအဖြစ်9နှစ်ကျော်ပါပြီ။ကျွန်တော်ကဒီလုံကမလုပ်ခင်မှာကျွန်တော်ဆင်ဟာဥကွမ်းရှောင်းစီမှာပစ္စည်းပို့တဲ့အလုပ်ကိုလုပ်ကန်ခဲ့တာ10နှစ်ကျော်ပါတယ်။မုတ်ဆိုးဆိုင်တင်ဆိုသလိုအလုပ်တစ်ခုကိုဆွဆွဲမြဲမြဲလုပ်ကန်လာတဲ့အခါမှာတော့အလုပ်ကတင်ချပြတ်သွားပါတယ်။ရှေးအောင်ပစ္စည်းရောင်းဝယ်လုပ်ငန်းနဲ့ပတ်သက်ပြီးအတော်အသင့်ကျွမ်းကျင်လာတော့ကျွန်တော်ဆရာကွမ်းရောင်ကဆိုင်ခွဲပြီးထောင်မှုတိုက်တွန်းတာကြောင့်ရန်ကုန်မြို့လာတာမြို့နယ်ရခင်တရုတ်တန်းကလမ်းခြေတစ်ခုမှာဆိုင်ခန်းသေးသေးလေးတစ်ခန်းကားပြီးရှေးအောင်ပစ္စည်းရောင်းဝယ်လုပ်ငန်းကိုစတင်လုပ်ကိုင်ခဲ့ပါတယ်။ကျွန်တော်ဆရာဦးခွမ်းရောင်ဟာမြန်မာနိုင်ငံမှာမွေးဖွားတဲ့တရုတ်မျိုးသားဖြစ်ပေမဲ့တရုတ်ပြည်မကြီးမှာ15နှစ်ခန့်တွားရောက်နေထိုင်ပြီးလေးလာခဲ့ပါတယ်။တရုတ်စာပေပညာလေးတက်ကြွပါတယ်။မြန်မာနိုင်ငံမှာရှေးအောင်ပစ္စည်းရောင်းဝယ်လုပ်ငန်းကိုဒက်ဆိုင်မမတ်လုပ်ကိုင်ခဲ့တာနှစ်ပေါင်း40ကျော်ပါပြီ။အခါခွင့်သိရင်ဆရာဦးခွန်းတောင်ကကျွန်တော်ရှေးအောင်ပစ္စည်းရဲ့သဘောတဘာဝကိုသင်ကြားပေးပြသပါတယ်။ဆရာဦးခွန်းရောင်ကရှေးအောင်ပစ္စည်းလုပ်ငန်းကိုလုပ်ကိုင်နေသူဟာသတင်းစာဆရာနဲ့တူပါတယ်။သတင်းစာဆရာတယောက်ဟာပညာရဲ့အလုံးကိုအနှဲငယ်စီတက်တရပါမယ်။ပညာရဲ့အချို့ကိုတော့အထူးလေးလာတက်ကြွရပါမယ်။ဒီအတိုင်းပဲရှေးအောင်ပစ္စည်းရောင်းဝယ်လုပ်ငန်းကိုလုပ်ကိုင်နေသူဟာအရာရာအနှဲငယ်စီတည်ထားပါမယ်။ဘူးတူတာလည်းရှိရပါမယ်။တချို့အကြောင်းအရာတွေကိုတော့တိတိကျကျလေးလာတက်ကြွရမယ်လို့မိတ်ဆွေပြောကြပါတယ်။ကျွန်တော်ကရှေးအောင်ပစ္စည်းနဲ့ပတ်သက်တဲ့အကြောင်းအရာတော်တော်များကိုလေးလာလို့သိရှိထားပါတယ်။ကျွန်တော်ဆရာဦးကွမ်းရောင်ကတင်ချပြသထားလို့တရုတ်အိမ်နောက်ပြည်ပေါ်ကလိုက်ကအဝါဝင်ပစ္စည်းတွေကျွေးတဲ့ပစ္စည်းရွှေတဲ့ငွေတဲ့ကျွေးတဲ့ပစ္စည်းတွေနဲ့ပတ်သက်ပြီးအတော်တန်သိရှိပါတယ်။အထူးသဖြင့်တရုတ်ငွေတဲ့ပစ္စည်းနဲ့ပတ်သက်လို့ကြွကြွကြင်ကြင်ကိုသိရှိနားလည်ပါတယ်။ကျွန်တော်ရှင်းအောင်ပစ္စည်းရောင်းဝယ်ရေးဆိုင်စတင်ဖွင့်စားကအတွေ့အကြုံလေးတစ်ခုကိုတင်ပြပါစေ။တနေ့မှာတော့ကျွန်တော်ဆိုင်ကိုတရုတ်အမျိုးသမီးရောက်ရှိလာပြီးငွေသား9မှုသားခန့်ရှိငွေစရုံးလေးတစ်ခုလာရောက်ပါတယ်။စရုံးလေးရဲ့ထိပ်မှာကြောက်ဖြူလေးတစ်လုံးတက်ဆင်ထားပါတယ်။ငွေတဲ့လက်ရကတရုတ်လက်ရမဟုတ်ပါဘူး။အနောက်တိုင်းရဲ့ငွေတဲ့လက်ရတစ်ခုပါ။နှစ်90ခန့်ကလက်ရလို့ခံမှန်းလို့သိရပါတယ်။လာရောက်တဲ့တရုတ်မျိုးသမီးကိုကြည့်ရှုခံမှန်းရတာတော့အချို့နိုင်ငံခြားကိုအပြေးပိုင်းပြောင်းရှင်းမဲ့သူတွေဟာသူတို့ရဲ့ပစ္စည်းအကြီးသေးပါမကျန်ရတဲ့စီနဲ့ရောင်းချက်တက်တာကိုမြင်မှုတွေ့ဘူးလို့အမျက်လေးမျက်ရတတ်ပါတယ်။ကျွန်တော်ဟာငွေစရိုးရဲ့ကြောက်တုံးလေးကိုလှမ်းပြီးမှန်ဘလူးနဲ့ကြည့်ကစစ်ဆေးကြည့်လိုက်တော့ WG လို့ထွန်းထားတဲ့အင်္ဂလိပ်စာလုံးလေးနှလုံးကိုမြင်တွေ့ရပါတယ်။ကျွန်တော်ကအနောက်ဂျာမနီလုံးငွေရလက်ရကောင်းလေးတစ်ခုဖြစ်ပါတယ်။ဒီအချိန်ငွေသားတစ်ချက်သားကိုငွေ800သားဖြစ်ပါတယ်။တရုတ်မျိုးသမီးကသူ့ကြောက်ပြူတက်ဆင်ထားရှိတဲ့ငွေစရိုးလေးကို3000ရရင်ရောင်းမယ်လို့ဈေးခေါ်လိုက်ပါတယ်။အနောက်တိုင်းလည်းဖြစ်လက်ရကောင်းငွေရလေးဖြစ်ပြီးကျွန်တော်က2500ပေးရဈေးနာတက်သွားပြီးငွေစရိုးကိုလက်ဝယ်ရရှိခဲ့ပါတယ်။ကျွန်တော်ဝယ်ရရှိတဲ့ငွေစရိုးလေးကိုကျွန်တော်ဆရာဦးခွမ်းရောင်ကမင်းဒီငွေစရိုးလေးကိုဘယ်လောက်ရရင်ပြန်ထုတ်မလဲဒီငွေစရိုးလေးဟာအနောက်ဂျာမနီလို့ပစ္စည်းဖြစ်နေလို့ငွေ1000ရရင်ပြန်ရောင်းမယ်ငွေ1000ဆိုရင်တော့ငါပဲဝယ်လိုက်ပါမယ်ကွာအဲ့ဒီလိုပြောပြီးကျွန်တော်ပြောကငွေစရိုးလေးကိုဆရာဦးခွမ်းရောင်ကသူ့အိတ်ထဲကိုထည့်လိုက်ပါတယ်ပြီးတော့ဆရာဦးခွမ်းရောင်ကလာမင်းကနဲ့လိုက်ခဲ့အဲ့ဒီလိုပြောပြီးရွှေပုံသားလန်းကရွှေတဲ့ငွေတဲ့နှစ်ခုပေါင်းရောက်နေမိတ်ဆွေဆောင်သွားရောက်ပြီးကြောက်ဖြူတက်ငွေစရိုးလေးကိုကျွန်တော်ရှေ့မှာတင်ရောင်းချပါတယ်ရွှေတဲ့နဲ့ငွေတဲ့ဆိုင်ရှင်သူ့မိတ်ဆွေကကြက်နေတက်လို့တသိန်းပေးဝယ်ယူခဲ့ပါတယ်ကျွန်တော်ကိုယ်တိုင်တို့စားမှအံ့ဩသွားမိပါတယ်နှစ်ဦးသားပြန်လာတဲ့အခါလမ်းမှာဆရာဦးကွမ်းရောင်ကတွေ့တယ်မဟုတ်လားတွေ့ရဆရာဒီကြောက်ဖြူတက်ထားတဲ့ငွေစရိုးလေးဟာဒီလောက်တော့တန်ဖိုးရှိလိမ့်မယ်လို့ကျွန်တော်တော့လုံးဝမထင်ခဲ့ဘူးအံ့ဩစရာကောင်းတာပဲအမှန်တော့ဒီငွေစရိုးလေးဒီထက်မကတန်ဖိုးရှိတယ်သူ့အတွက်အကျိုးမြောက်ချမ်းပြီးဈေးပေးလိုက်တာပါအချိန်သာဆွဲရောက်နိုင်ဒီထက်မကရနိုင်သေးတယ်သိရလားနေပါအောင်ဆရာရဲ့
ဒီကြောက်ဖြူတက်ဆင်ထားတဲ့ငွေစရိုးလေးကိုသူကဘာဖြစ်လို့တန်ဖိုးကြီးပေးရလဲကျွန်တော်တော့တွေးလို့မရှာနိုင်ဘူးမင်းသိထားဖို့ကစရိုးမှာတက်ဆင်ထားတဲ့ကြောက်ဖြူမဟုတ်သေးတာအလွန်အရေးသွေးကောင်းတဲ့စိတ်အစေးกว่าမင်းရောတခုမေးစရာရှိတယ်ဒီလောက်တာအရေးသွေးကောင်းတဲ့စိတ်အစ်စ်ကိုဘာဖြစ်လို့ငွေနဲ့ပြုတ်လောက်ထားတယ်လဲလို့ထင်စရာမရှိဘူးလားဟုတ်ကဲ့ပါဆရာစရိုးမှာ WG လို့ရေးထားတာဟာအနောက်ဂျာမနီလုံးမဟုတ်ဘူးဝိုက်ကိုရွှေဖြူกว่าမင်းတို့ကရွှေဖြူဆိုတာပလက်တီနာလောက်ပဲတီးတာကိုငါ300အဲ့ဒီလိုပြောပါတယ်ကျွန်တော်ကိုယ်တိုင်အသိပညာဘူးသားနဲ့ပါလို့ WG ကိုအနောက်ဂျာမနီလို့ယူဆမိပြီးဘာသာပြန်ခဲ့တာပါမှတ်ထားလောကမှာမသိတဲ့သူသိတဲ့သူကစားတော့တာချီပဲနောက်ထူးထူးခြားပစ္စည်းမျိုးလေးတွေ့ရရင်ရမ်းပြီးမရောက်နဲ့ငါ့အရင်လာပြကြားလားဟုတ်ကဲ့ပါဆရာဆရာဥခွန်ရောင်ကကျွန်တော်သုံးဆွဲဖို့ငွေ1000မုတ်ဖို့ပေးခဲ့ပါတယ်ကျွန်တော်ရှင်းအောင်ပစ္စည်းရောင်းဝယ်ရေးအတွက်လုပ်ငန်းလေပဲနာအောင်ယုံကြည်စိတ်ချရတဲ့တပည့်လေးနှစ်ယောက်ကိုကျွေးလာကပေးပြီးမွေးထားခဲ့ပါတယ်သူတို့ပစ္စည်းတွေရှာဝေစုဆောင်းရပါတယ်ကျွန်တော်မှဝယ်လက်ရှိလို့ရဲဝယ်ယူခဲ့ပါတယ်တရုတ်လူသောအိမ်တို့ပစ္စည်းများဆိုရင်ကျွန်တော်ကိုယ်တိုင်ပဲကြည့်ရှုပြီးတန်ဖိုးပြဝယ်ယူခဲ့ပါတယ်တခါရန်ကုန်မြို့လာတာမြို့နယ်တရုတ်ပိုင်းတရုတ်တန်းမှာတရုတ်ပုံချဟောင်းတွေဖြတ်ပြီးတိုက်တစ်ဆောက်လုပ်တဲ့အခါမှာကျွန်တော်တို့ကဲ့သို့ရှင်းအောင်ပစ္စည်းလုပ်ငန်းကိုလုပ်တဲ့သူတွေငွေရပေါက်ခွင့်တိုးတက်ပါတယ်အဲ့ဒီအခါမျိုးမှာဝယ်ယူရမယ့်ငွေတန်မှုကကြီးမားတဲ့အတွက်တဦးတယောက်တည်းနဲ့မတက်နိုင်ပါဆရာဥခွန်ရအပါဝင်ကျွန်တော်နဲ့အတူငွေကြေးတောက်တင်ပြီးရှင်းအောင်ပစ္စည်းလုပ်ငန်းလုပ်ကန်သူ9ယောက်စုပေါင်းပြီးဝယ်ယူရပါတယ်ရုပ်ဆောင်ထူထွင်းထားတဲ့တစ်သားတကားမကြီးတွေတရုတ်စပွဲရှိကျွေးရမြေးတဲ့ကြေးရပစ္စည်းမျိုးစုံပါရှိတတ်ပါတယ်ဒီတရုတ်ရိုးရာရှင်းအောင်ပစ္စည်းအလုံးတို့ကို300 350နဲ့ပုံတိုက်ဝယ်ယူတက်ကြပါတယ်အချိန်ဆွဲရောက်ရင်အနည်းငယ်3500ရတက်ပြီးဝေးစားမြစားကြပါတယ်ကျွန်တော်ဟာရှင်းအောင်ပစ္စည်းရောင်းဝယ်လုပ်ငန်းကိုမိမိရဲ့ကိုယ်စွမ်းရှိသမျှဉာဏ်စွမ်းရှိသမျှလှုပ်ဆောင်လို့အကျိုးမြတ်တွေရရှိပါတယ်တလားရရှိတဲ့အမြောက်ငွေတွေကဆိုင်လာကမီလာကအလုသမားနှစ်ယောက်လားစာတွေနှုတ်လိုက်ရင်ကျွန်တော်အတွက်တလောက်ငွေ3သိန်းတခါငွေ3သိန်းကြော်ကျန်ပါတယ်ကျွန်တော်မှာဇနီးများမထထားရှိပါတယ်ငယ်လေးငယ်မရပါသားသမီးမထွန်းကားပါကျွန်တော်တလားရရှိတဲ့အမြောက်ငွေနဲ့ဆိုရင်ကျွန်တော်တို့လင်မယားနှစ်ယောက်လူရန်စိတ်နေနိုင်စားတော့နိုင်ကြပါတယ်ကျွန်တော်ရဲ့ဘဝတာယာချမ်းမြေပါတယ်ရန်ကုန်မြို့လာတာမြို့နယ်တရုတ်တန်း22လမ်းမှာတော့ပြောကကိုတဲ့ဂိုင်းဆရာကြီးနှစ်ယောက်နေထိုင်ပါတယ်သူ့အသက်အရွယ်က80ခန့်ရှိနေပါတယ်သူလည်းကျွန်တော်လိုတရုတ်မျိုးနဲ့မကင်းတဲ့သူပါလာတာမျိုးနဲ့တစ်ခွဲမှာတော့နာမည်ကြီးဂိုင်းဆရာတူဖြစ်ပါတယ်တရုတ်ပိုင်းမှာရှိတဲ့တရုတ်မျိုးသားတွေယုံကြည်မှုကိုရရှိတဲ့သူပါအပြူစားခံရတာနတ်တိုက်ဓာတ်တိုက်ကစားပြောကကြောင့်ယူတို့နေသူကိုပင်ပျောက်ကင်းရကုနိုင်လို့နာမည်ကောင်းရပြီးနာမည်ကျော်ကြားလာပါတယ်အသက်85နှစ်အရွယ်မှာပယောဂကုသတဲ့ဂိုင်းဆရာကြီးဟာလူကြီးယောဂနဲ့ကွယ်လွန်နေစာရောက်ရှိသွားပါတယ်ဆရာကြီးကွယ်လွန်ပြီး6လကြာမှအမွေခွဲစိတ်ယူကြပါတယ်အချို့အမျိုးစုတွေကတရုတ်နိုင်ငံကိုအပြေးပိုင်းပြန်လည်သွားရန်စီစဉ်နေကြပါတယ်တရုတ်ပိုင်းရှိမိတ်ဆွေတရုတ်တယောက်ရဲ့ဆက်သွယ်ပေးမှုကြောင့်ကျွန်တော်ဆရာကြီးရဲ့နေအိမ်ကိုရောက်ရှိလို့သွားခဲ့ပါတယ်ဆရာကြီးကြံရခဲ့တဲ့စိတ်ပတိပယောဂ3စေးတောင်ရွှေချထားတဲ့စေးကျိန်လုံးစုတ်တန်စေးခွက်နဲ့ဘိုးတော်ရုပ်မဲတော်ရုပ်နတ်ရုပ်တွေကိုဆရာကြီးရဲ့ဆွေမျိုးတွေကဆရာကြီးရဲ့တပည့်ပေါင်းကိုကန်ဆန်းမေးချပြီးဝေငါပေးလိုက်ပါတယ်ဒီပစ္စည်းတွေဂိုင်းပညာလေးလာလိုက်စားသူတွေအတွက်တော့တန်မိုးရှိကောင်းရှိပေမဲ့ကျွန်တော်အတွက်တော့အသုံးမဝင်အသုံးမတည့်ပါဆရာကြီးတပည့်များကသူတို့လိုအပ်ရာပစ္စည်းတတိကိုရရှိလို့အိမ်သို့ပြန်သွားကြပါတယ်ဆရာကြီးရဲ့နေအိမ်မှာလူသူလေးပါရှင်းသွားလိမ့်မှာဆရာကြီးရဲ့ဆွေမျိုးမကင်းသူတို့ကအခန်းထဲသို့သွားရောက်တရုတ်ကျွေးတဲ့ပစ္စည်းများကိုထုတ်ယူပြီးပြသပါတယ်ပစ္စည်းက2မျိုး2စပါတစ်မျိုးကကြေးဝါပြစ်လုပ်ထားတဲ့နန်းတာတိုင်းအမွှေးတိုင်စိုက်တဲ့ကြေးခွက်ကြီးဖြစ်ပါတယ်အရွယ်အစားကမြေတမင်းအိုးကြီးခန့်ရှိပါတယ်နှစ်ဘေးတစ်ဖက်စီမှာတရုတ်နဂါးနှစ်ရုပ်ကိုလက်ကင်ဖြစ်ပြစ်လုပ်ထားရှိပါတယ်ပန်းကနုတ်ပါကြေးဝါပြောင်ချောဖြစ်ပြီးတရုတ်အခရာစလုံးကိုဖောင်းချပြစ်လုပ်ထားရှိပါတယ်တရုတ်အခရာစလုံးရဲ့အထိပ္ပယ်ကချမ်းမြေ့တဲ့အင်ခရာဖြစ်ပါတယ်နောက်တစ်မျိုးကတရုတ်ကြေးဝါတောက်ရီခွက်ရွှဲသူ12လုံးမှာကြေးဝါတောက်ရီခွက်12လုံးမှာတော့အကုတ်နဲ့အောက်ခြေတို့မှာတရုတ်ပန်းကနုတ်တွေကိုထွင်းထူထားပါတယ်တောက်ရီခွက်တိုင်းမှာကြွက်နွားကြားယုံနဂါ
မွေမြင်စတဲ့တရုတ်စနစ်ရှားတီပေတင်ကအယုတ်လေးတွေကိုဖောင်းချပြုတ်လုပ်ထားတာပါတရုတ်စနစ်ရှားတီပေတင်မှာအကောင်12မျိုးရှိသလိုကျေးဝါတောက်ရီခွက်ကလည်း12လုံးပါပြီးတော့တရုတ်အခရာစာနဲ့ဖောင်းချပြုတ်လုပ်ထားပါသေးတယ်အတိတ်ဘက်ကရှိပင်ရှိချမ်းသာပြီးချမ်းသာဝင်လာမဆက်တဲ့စတဲ့တရုတ်မင်္ဂလာစာတန်းလေးတွေပါဒီတရုတ်ကြီးတဲ့ပစ္စည်းနှစ်ခုစလုံးဟာတရုတ်ပြည်ကပြုလုပ်တဲ့ပစ္စည်းအမှန်ကန်တွေပါနှစ်ပေါင်း80ခန့်ရှိပြီလို့ခံမှန်းလို့ရပါတယ်ဈေးစကားဆိုကြတော့နောက်ဆုံးငွေ6000နဲ့ရောင်းဝယ်ဖြစ်ပြီးကျွန်တော်ကြားလိုက်ပါတယ်ကျွန်တော်ကစိတ်ပြောင်းသွားမှဆိုလို့ချက်ချင်းပဲငွေချေလိုက်ပါတယ်ပစ္စည်းရှင်ကကျွန်တော်ချေတဲ့ငွေကိုယူပြီးဖျားစင်အောက်ကစပွဲအံကိုဆွဲဖင်လိုက်တော့အတွင်မှာငွေလက်စွပ်လေးတစ်ခွင်ရရှိပါတယ်ကြေးဝါရောင်ဓာတ်လုံးလက်စွပ်လေးပါဓာတ်လုံးကစလေစီးသည့်အရွယ်လောက်ပဲရှိပါတယ်ပစ္စည်းရှင်ကလက်စွပ်လေးကိုကင်သွဲပြီးဒီငွေလက်စွပ်လေးဟာဆရာကြီးအမြဲဝတ်တဲ့လက်စွပ်လေးကျုပ်တို့အတွက်ဘာမှသုံးမဝင်ဘူးတုံးလည်းမတုံးတတ်ဘူးပစ္စည်းတွေဝယ်ယူအားပေးတဲ့မိတ်ဆွေကြီးကိုပဲလက်ဆောင်ဖြစ်ပေးလိုက်ပါမယ်အဲ့ဒီလိုပြောပြီးကျွန်တော်ပေးလိုက်ပါတယ်စောစောကသာရှာဝေတွေ့ရှိခဲ့ရင်ဆရာကြီးရဲ့တပည့်တွေကိုကန်ဆယ်မဲဖောက်ပြီးပေးတဲ့အထဲပါသွားမှာပါအခုတော့ကျွန်တော်နဲ့ထိုင်လို့ကျွန်တော်ရရှိရလို့ယူဆမိပါတယ်ကျွန်တော်တပည့်ကတရုတ်ကြီးတဲ့ပစ္စည်းတွေခုံရိတ်တစ်လုံးမှာစုပုံထည့်ပြီးစောင်းသွားဖို့ပါတယ်စောင်းရိုက်တဲ့အခါဗီဒီယိုဝါမှာကြေးဝါအမွှေးတိုင်ဆိုင်နေတဲ့ခွက်ကြီးထားရှိပြီးကြေးဝါတောက်ရီခွက်12လုံးကိုပြသထားရှိပါတယ်အခုကျွန်တော်ဝယ်ယူလာခဲ့တဲ့တရုတ်ကြီးတဲ့ပစ္စည်းနှမျိုးစလုံးဟာအဖိုးတန်လာပါတယ်ကြိုက်တဲ့သူနဲ့တွေ့ရင်ပေါက်ဆေးမရှိပါခေါ်ဆေးတာရှိပါတယ်ကျွန်တော်ခေါ်တဲ့ဈေးကိုပေးနိုင်ရင်ရောင်းမှဖြစ်ပါတယ်တရုတ်ကြီးကအမွှေးတိုင်ဆိုင်တဲ့အိုကြီးကဖះရှိကိုကြောတဲ့အခါမှာဖြစ်စေရိုးရနတ်တွေဝါတွေကိုရှစ်ကိုကြောတဲ့အခါမှာဖြစ်စေနန်းသာရာအမွှေးတာနဲ့ပူစော်ကြောပြီးစိုက်ထားပါတယ်ကြေးဝါတောက်ရီခွက်12ခွက်ကတရုတ်ရိုးရရင်ကျေးမှုနဲ့ဆက်နွယ်နေရပါတရုတ်နှစ်တဲ့မင်္ဂလာတမရမှာကွယ်လွန်သွားခဲ့တဲ့အဖိုးဖွားများအားကြောတဲ့အခါမှာဖြစ်စေတရုတ်ရိုးရမိဘဘိုးဘွားများအားကြောတဲ့အခါမှာဖြစ်စေတရုတ်ထုံးစံနဲ့အညီထဲ့ထွင်းအသုံးပြုရတဲ့ပစ္စည်းပဲဖြစ်ပါတယ်တနေ့မှာတော့ဆရာဦးကွန်ရောင်ကကျွန်တော်ဆောင်ရိုက်ရှိလာပါတယ်ဗီဒီယိုပေါ်မှာတလောကဝယ်ယူထားတဲ့တရုတ်ကြေးထဲနှစ်မျိုးတန်းစီပြသထားတာကိုအနာကကြည့်ရှုလိုက်ပြီးမင်းတာတွေကိုဘလောက်နဲ့ရှာထားလိုက်တယ်လေကျွန်တော်6000နဲ့ဆွဲထားလိုက်တယ်ဆရာအေးမှန်တယ်တရုတ်ကြေးထဲပစ္စည်းအမှန်ကန်တွေပဲနှစ်ကတော့80 90လောက်ပဲရှိလိမ့်မယ်ဘာပဲဖြစ်ဖြစ်ကိုစိတ်ကြိုက်ဈေးမရမချင်းအချိန်ကိုဆွဲအောင်အဖိုးတန်ပစ္စည်းတွေနော်ဒီလောက်ပြောရင်မင်းတဘောပေါက်ဟုတ်ကဲ့ပါဆရာကျွန်တော်ဟာမသိနားမလဲလို့ WG ကြောက်ဖြူငွေစလုံးတုံးကခံလာရတဲ့ကိစ္စကိုသွားအမှတ်ရလိုက်မိပါတယ်ကျွန်တော်ဟာကြေးဝါရောင်ဓာတ်လုံးငွေလက်စွပ်လေးတစ်ခွင်းကိုတရုတ်ကြီးတဲ့ပစ္စည်းများရောင်းတဲ့သူစီကမြစ်တောင်လက်ဆောင်ရရှိတာကိုတော့ဆရာဦးကွန်ရောင်ကိုအတိပေးမပြောကြခဲ့ပါကျွန်တော်ဟာဓာတ်လုံးကြောင့်မကျွမ်းကျင်မှာဓာတ်လုံးထိုးတဲ့မိတ်ဆွေစီကဘဝတုတအဖြစ်သိရှိထားတာကဓာတ်လုံးဟာ3မျိုး3စားရှိတယ်လို့သိရှိထားပါတယ်အနက်ရောင်ဆင်းရှိတဲ့ဓာတ်လုံးဟာတန်ကိုတေအောင်ထိုးထားတယ်လို့ဆိုပါတယ်ဒုတ်တာလှန်တနတ်တွေပြီးတဲ့ဒိတ်တိရှိတယ်လို့ဆိုပါတယ်အဖြူရောင်ဓာတ်လုံးကပြတ်ထားအောင်ထိုးထားတယ်လို့ဆိုပါတယ်ယောဂဝေဒနာတွေကိုရေးစိမ်ပြီးတိုက်ရင်ပျောက်ကင်းတဲ့ဒိတ်တိရှိတယ်လို့ဆိုပါတယ်အဝါရောင်ဆင်းရှိတဲ့ဓာတ်လုံးကသူ့ကိုတေအောင်ထိုးထားလို့အဖြူရောင်စားမှအဝါရောင်ဆင်းပေါက်သွားတယ်လို့ဆိုပါတယ်အစွမ်းတတိကလက်လာပါရှင်ပါတယ်လူရှိလူခင်များပြီးမျက်နှာပွင့်နဲ့အပွင့်သိတိရှိရလို့ဆိုပါတယ်ဒီမှာပဲကျွန်တော်သိရှိလိုက်ပါတယ်ကြေးဝါရောင်ဆင်းရှိတဲ့တွတ်တက်လုံးငွေလက်စွပ်လေးကိုကျွန်တော်လက်ချောင်းလေးစွတ်ကြည့်တော့ညာဘက်လက်ခဏနဲ့လာတော်နေပါတယ်ဒါတော့အနှဲငယ်ချောင်းနေပါသေးတယ်ကျွန်တော်ဟာဓာတ်လုံးလက်စွပ်လေးကိုအစင်တတိထားကြည့်ပါတယ်တခါတခါအဝါရောင်ဆင်းဟာအလိုလိုနေရင်မိမ့်မိန်နေတတ်ပါတယ်ဒီအခါမျိုးမှာကျွန်တော်ကြေးရောင်တင်စီနဲ့တိုက်ချုပ်ပေးပါတယ်ဒါမှမဟုတ်ဆေးလိပ်ပြန်နဲ့တိုက်ပြီးအယောင်တောက်ပြအောင်လှုပ်ကြည့်လိုက်ပါတယ်အယောင်တောက်ပြမလားပါမိမ့်မိန်မြန်မိမ့်မိန်လို့နေတတ်ပါသေးတယ်တခါတခါမှမတိုက်မချုပ်ပဲနဲ့ဓာတ်လုံးထက်သားဟာအလိုလိုတောက်ပြောင်ပြီးနေတတ်ပါတယ်ထူးဆန်းဖွယ်ကောင်းတဲ့ဓာတ်လုံးလက်စွပ်လေးဖြစ်ပါတယ်ဓာတ်လုံးလက်စွပ်ကလေးအယောင်မိမ့်မိန်နေရင်စီးပွားဆက်လို့မကောင်းပါလိုက်လံရှာဖွေတဲ့ရှေးအောင်ပစ္စည်းများမရှိပါဒါမှမဟုတ်ဆိုင်မှာတင်ပြထားတဲ့အဖိုးတန်ရှေးအောင်ပစ္စည်းများဒုက္ခမှရောင်းမထွက်ပါဓာတ်လုံးလက်စွပ်ကလေးသူ့အလိုလိုအယောင်တောက်ပြန်လာခြင်းမှာတော့အယောင်ဝယ်အလွန်ကောင်းပါတယ်အဖိုးတန်ရှေးအောင်ပစ္စည်းများဘိုင်းနာနေသူများနဲ့တွေ့ပြီး
ဈေးပေါ်ဈေးချိုချိုနဲ့ရတတ်ပါတယ်။ဆိုင်ပေါ်မှာတင်ပြထားတဲ့ရှင်းအောင်ပစ္စည်းများတစ်နေ့မှာ3ဆောင်5ဆောင်အထိအယောင်းထွက်ပါတယ်။ထူးဆန်းလာပြီစွာဒါကြောင့်ကျွန်တော်ကမိမိလက်မှာဝစ်စင်ထားတဲ့ဓာတ်လုံးလက်စုပ်ကလေးအယောင်တောက်ပြောင်ခြင်းကိုစောင့်ပြီးအလုပ်ကိုသတိထားလုပ်ကင်ပါတယ်။တလမှာဓာတ်လုံးလက်စုပ်လေးဟာ10ရက်ခန့်အယောင်ညှိုးမိန်နေတတ်ပြီးအရက်20ခန့်ဟာဓာတ်လုံးလက်စုပ်လေးကအယောင်တောက်ပြောင်နေတတ်ပါတယ်။ဒါဟာဓာတ်လုံးလက်စုပ်ကလေးရဲ့အစွမ်းတတိလို့ဆိုရမလားမပြောတတ်ပါဘူး။ဓာတ်လုံးလက်စုပ်ကလေးအယောင်တောက်ပြောင်နေခြင်းမှာအစွမ်းတတိပြသပုံလည်းကြည့်ပါအောင်။ကျွန်တော်ရန်ကုန်မြို့လာတာမြို့နယ်22လမ်းကဝယ်ယူခဲ့တဲ့တရုတ်ကြီးရဲ့ပစ္စည်းနှမျိုးအနက်ချေးဝါတော့ရေခွက်12လုံးကိုနှစ်ပတ်အတွင်းကြိုက်တဲ့သူနဲ့တွေ့လို့ငွေ8သိန်းခွဲနဲ့ရောင်းထွက်ခဲ့ပါတယ်။တနေ့မှာတော့15နှစ်အရွယ်တရုတ်ကလေးတစ်ယောက်ကတရုတ်နှစ်တဲ့ကူးခါနီမှာအိမ်ရှင်လို့သူ့အဖိုးဖြစ်သူတစ်တာဟောင်းတွေကနိုင်ဟောင်းတစ်လုံးကိုတွေ့လို့ကျွန်တော်ဆောင်လာရောက်ပါတယ်။နိုင်ရရွှေရောက်မှာကျိုးကဂရီပါအနက်ရောင်ကျိုးပါနိုင်ကလက်နဲ့တော်ပေးနိုင်ပါအတော်လေးတော့ရှေးကြပါတယ်ဂရီပါအနက်ရောင်ကျိုးကအတော်ကိုဟောင်းနှဲလိုနေပါတယ်နိုင်ခွက်ကအဖြူရောင်ပေါ်မှာရှေးတိုင်ကနိုင်ကရောမအခရကနန်းတွေရေးသားထားပါတယ်နိုင်ကအသုံးမပြုတာကြလို့ဂျေးတွေပိတ်နေလို့မသွားတက်ချက်သွားတက်ချက်ရက်နေပါတယ်လက်ပတ်နိုင်မှာစက္ကန့်အတန်မပါရှိပါပုံစံကလေရှေးပုံစံမျိုးအခုကစကားနဲ့ပြောရရင်တော့ပုံနှုံးကြည့်ပါနိုင်မျိုးစားကရိုးလက်ဖြစ်ပါတယ်နိုင်ကတော့အမျိုးကောင်းနဲ့အမျိုးစားတွေကပါရွှေရောင်ရိုးလက်နိုင်ဟောင်းကိုငွေ3000နဲ့ဝယ်ယူခဲ့ပါတယ်အမှန်တိုင်းပြောရရင်ကျွန်တော်ကနိုင်နဲ့ပတ်သက်ပြီးကျွမ်းကျင်မှုမရှိခဲ့ဒါကြောင့်ရှေးဟောင်းနိုင်အမျိုးမျိုးနဲ့ပတ်သက်ပြီးတင်နားလေတက်ကျွမ်းတဲ့ရှေးဟောင်းပစ္စည်းလုပ်ငန်းကိုလောက်ကနေသူတယောက်နဲ့ပေါင်းပြီးရွှေရောင်ရိုးလက်နိုင်ဟောင်းကိုရောင်းချခဲ့ပါတယ်လက်ပတ်နိုင်လေးဖြစ်ပေမဲ့ငွေ6သိန်းခွဲနဲ့ရရှိခဲ့ပါတယ်ရတဲ့ငွေတွေကသူ့အပွဲက10ရာခိုင်နှုန်းခွဲဝေပေးခဲ့ပါတယ်နောက်ငွေမမြတ်လေးရရှိခဲ့တဲ့အဖြစ်အပျက်လေးတစ်ခုလည်းရှိပါတယ်ကျွန်တော်မိတ်ဆွေတို့ရဲ့ဆက်တွေပေးမှုအရာပဲခူးမြို့မှာဂျပန်ခေတ်ကာလကဗမာတပ်မတော်မှာဖိုးကြီးအဆင့်ထိစစ်မှုထမ်းခဲ့တဲ့သူစီမှာဂျပန်ကားရှိဓာတ်ကောက်တလက်ရောင်းရံရှိရလို့သတင်းရရှိခဲ့ပါတယ်။အဲ့ဒီမိတ်ဆွေနဲ့အတူကျွန်တော်ပဲခူးမြို့လိုက်ပါသွားခဲ့ရဂျပန်ဓာတ်ရှိရောက်မဲ့စစ်မှုထမ်းအောင်ဆိုသူနဲ့တွားရောက်တွေ့ဆုံပါတယ်။ဒီပုဂ္ဂိုလ်ကြီးအသက်85နှစ်ရှိပါပြီ။သူ့မှာငွေကြေးကျပ်တဲ့တွေးကြုံနေလို့ရဟန်တူပါတယ်။ဂျပန်ဓာတ်ရှိမှာဓာတ်ချက်နဲ့ခပတ်ပါရှိပါတယ်။ရှေးအောင်ပစ္စည်းဆိုပေမဲ့အသိစီးကောင်းလို့ဓာတ်သွားနဲ့ဓာတ်ရင်တို့မှာချိုးရင်းမှုဘာမှမရှိပါ။ပြသရင်မြင်တွေ့သူတိုင်းကကြိုက်နေတတ်မဲ့အနေထားရှိပါတယ်။ဒီဂျပန်ဓာတ်ရှိကိုကျွန်တော်ကငွေသိန်းခွဲပေးပြီးဝယ်ယူခဲ့ပါတယ်။ကျွန်တော်ရှေးအောင်ပစ္စည်းဆိုင်နေရာမှာချိတ်ဆွဲပြသထားပါတယ်။မကြပါဘူး။တပတ်လောက်ပဲကြာပါတယ်။ကျွန်တော်ရဲ့ရှေးအောင်ပစ္စည်းအယောင်းဆိုင်ကိုကဘာလက်ဂျပန်အမျိုးသားတို့ကရောက်ရှိလာပြီးဂျပန်ဓာတ်ရှိကိုပြသခိုင်းပါတယ်။ကြက်နေတက်လို့ဝယ်ယူသွားခဲ့ပါတယ်။ငွေ12သိန်းတီရရှိလိုက်ပါတယ်။မဆန်းဘူးလားအယောင်တောက်ပြောင်နေတဲ့ဓာတ်လုံးလက်စုပ်ကလေးဟာကျွန်တော်အကျိုးပြုပါတယ်။ကျွန်တော်ဟာအရက်သမားတော့မဟုတ်ပါဘူး။ဒါပေမဲ့အရက်တော့တောက်တတ်ပါတယ်။တရုတ်နှစ်ကူးတဲ့အချိန်ခါမှာဖြစ်စေတရုတ်မင်္ဂလာဆောင်တွေမှာညစာစားပွဲတွေမှာဖြစ်စေတောက်တဲ့အခါမှာတော့တခါတည်းလုပ်ငန်းတစ်ပေါ်ရတောက်တတ်တဲ့မိတ်ဆွေတွေနဲ့ဆက်ဆံတဲ့အခါမှာဖြစ်စေအရက်ဒါမှမဟုတ်ဘီအောင်တစ်ခွက်တော့မေးဖြစ်စေဖြစ်တောက်ပြီးဟင်းလျာအမည်ကိုများများစားတတ်ပါတယ်။ဒီခါမျိုးမှာဓာတ်လုံးလက်စုပ်ဝစ်စင်ထားတဲ့လက်နဲ့ဘယ်တော့မှအရက်ခွက်ဘီယာခွက်ကိုမကင်သွေးပါဘူး။တကယ်လို့များဓာတ်လုံးလက်စုပ်ကလေးမှာစောင့်ရှောက်တဲ့ပုံကောင်များရှိနေရင်အကာရမဖြစ်အောင်ကိုတော့ကျွန်တော်အထူးသတိထားပြီးအိတ်ခတ်ထဲမှာထည့်သိမ်းထားပါတယ်။တနေ့ထက်တနေ့အယောင်တောက်ပြောင်နေတဲ့ဓာတ်လုံးလက်စုပ်ကလေးကအစွမ်းတတိပြတာထက်ပြတာလာပါတယ်။ကျွန်တော်ကရှေးအောင်ပစ္စည်းရောင်းဝယ်လုပ်ငန်းကိုလောက်ကအတမွေးလို့အိမ်အတီးတီလူအမျိုးမျိုးနဲ့ကြုံခဲ့ဆုံခဲ့ပါတယ်။လူပေါင်းစုံနဲ့လည်းပေါင်းတင်ဆက်ဆံပြီးလောက်ခံခဲ့ပါတယ်။အဲ့ဒီအပေါင်းအသင်းတွေထဲမှာတကယ့်ကစားသမားကြီးတွေလည်းပါရှိပါတယ်။သူတို့နဲ့ဆက်နွယ်ပြီးတကယ့်လောင်းစားဝိုင်းကြီးတွေကိုကျွန်တော်ရောက်ရှိသွားခဲ့ပါတယ်။ကျွန်တော်လောင်းစားဝိုင်းကြီးတွေကိုရောက်ရင်အနည်းဆုံးငွေ3သိန်းယူဆောင်သွားပါတယ်။ကိုစိတ်ကြောင့်ပုံအော်ပြီးကစားဖြစ်ပါတယ်။ပြန်လာရင်အနည်းဆုံးငွေ15သိန်း30တော့ပါလာပါတယ်။ကျွန်တော်ကတစ်ချိန်တစ်ခါမှလောင်းကစားနဲ့ပတ်သက်ပြီးရှုံးနေဆိုတော့မရှိခဲ့ဘူးပါဘူး။တခါတည်းဒိုင်လုတ်တဲ့သူမှာတော့ငွေကြေးနည်းနေရင်တော့ကျွန်တော်ကစားအနည်းဆုံးငွေ3သားနဲ့5သားလောက်တော့ရရှိတတ်ပါတယ်။တနည်းပြောရရင်ကျွန်တော်လောင်းကစားမှုနဲ့အကျိုးပေးတယ်လို့ပဲဆိုရမှာပေါ့။ဒါဟာလေကျွန်တော်ရဲ့ကံတရား
အကျိုးပေးနေခြင်းလို့ဆိုရင်ရပါတယ်လေဒီရက်ထဲအပတ်စဉ်အောင်မာလီထိဖွင့်ပွဲမှာတပတ်ငွေ2000မို့မှန်မှန်ထိထိုးပြီးကျွန်တော်ကန်စမ်းကြည့်ပါတယ်ထီစုကြီးနဲ့စုနှစ်ချိန်ပေါက်တဲ့အထိကိုကန်ကောင်းခဲ့တဲ့သူပါကျွန်တော်တို့တရုတ်မျိုးနယ်ကသွေးမကင်းတဲ့လူတော်များကလောင်းကစားမှုကိုဝါသနာထုံတက်ကြပါတယ်လောင်းကစားမှုကိုမကောင်းမှုလို့လည်းမတတ်မှတ်ထားကြပါဘူးဒါဟာလေစီးပွားရေးလုပ်ငန်းတရက်အနေနဲ့လှုပ်ရိုးလှုပ်စင်လောက်ကင်နေကြပါတယ်ရခင်ကကျွန်တော်ကတလားကိုငွေ3သိန်းခန့်သာရှာဖွေနိုင်တဲ့သူဟာအခုဆိုရင်အယောင်တောက်ပြောင်နေတဲ့ထက်လုံးလက်စွပ်ကလေးရဲ့အစွမ်းတတိကြောင့်တလားငွေသိန်း50ကျော်မှန်မှန်ရှာဖွေလို့ရပါတယ်ဒီရက်ထဲလောင်းကစားမှုနဲ့ကျွန်တော်ကငွေသိန်းပေါင်း900ကျော်လောက်ရှာဖွေလို့ရထားပါတယ်အယောင်တောက်ပြောင်နေတဲ့ထက်လုံးလက်စွပ်ကလေးဟာကျွန်တော်အတွက်တော့ပျော်တိုင်းအောင်လှုပ်တိုင်းပြီးပြန်တိုင်းနိုင်ဖြစ်နေပါတယ်ဒါကြောင့်ရေချိုးချိန်ဆက်ပြတိုက်ရင်ကြိုးကြပြောက်သွားမှဆိုလို့ချွတ်ထားတာအစားနေညမပြတ်ညာဘက်လက်ကလေးမှာအစင်မြန်ဝစ်စင်လို့ထားရှိပါတယ်လောကမှာမိန်းမတွေကငွေမရှိရင်ပျက်စီးတတ်ပါတယ်ယောက်ျားတွေကငွေရှိရင်ပျက်စီးတတ်တယ်လို့စကားဆင်ရှိပါတယ်ကျွန်တော်ဟာပျက်စီးနဲ့လဲလှုပ်လို့ရတဲ့စက်ကူချံငွေသားတွေလက်ဝဲပိုက်စားတဲ့အခါမှာတော့နှစ်ပေါင်းများစွာကတစ္ဆာရှိစွာနဲ့ပေါင်းတင်လာခဲ့တဲ့ဇနီးများမထားပေါ်မှာကျွန်တော်ကိုယ်တိုင်ကတစ္ဆာမဲ့လာပါတယ်ကျွန်တော်ကိုယ်တိုင်တရားတဲ့နည်းနဲ့ဖြစ်စေမတရားတဲ့နည်းနဲ့ဖြစ်စေရရှိတဲ့ငွေကြေးစနစ်တွေကိုတိုးဝှက်ထားရှိပြီးငွေအနေချင်းမြတာဇနီးဖြစ်တဲ့မတ်ထထားကိုပြန်ပေးပါတယ်မတ်ထထားကသူရရှိနေကြငွေကြေးကိုမှန်မှန်ရနေတော့ဘာမှမပြောပါဘူးကျွန်တော်ဟာဇနီးမြမတ်ထထားအပြင်သူမသိအောင်အခန်းကိုစီဝယ်ပေးထားပြီးတလားကိုငွေသိန်းနဲ့ချီထောက်ပံ့တဲ့တိတ်တိတ်ပုံမရနှစ်ယောက်ထားရှိပါတယ်အဲ့ဒီအမျိုးသမီးလေးတွေကျွန်တော်ရဲ့သမီးရွယ်သူမရွယ်လေးတွေဖြစ်ကြပါတယ်ဒါတွေကိုဇနီးဖြစ်တဲ့မတ်ထထားတကယ်မသိပေမဲ့ကျွန်တော်ရဲ့တပည့်ကျော်နှစ်ယောက်ကတော့သိကြပါတယ်သူကကျွန်တော်ကိုမိခွန်နေကြတဲ့သူတွေဖြစ်တော့ဘာမှမပြောကြပါတခါတပည့်နှစ်ယောက်နဲ့တူဇနီးဖြစ်တဲ့မတ်ထထားစီကိုသွားပြီးကျွန်တော်ကထကိုတပတ်လောက်သွားရောက်ပြီးရှေးအောင်ပစ္စည်းတွေသွားရှောင်အောင်မယ်အဲ့ဒီလိုအကြောင်းပြပြီးရန်ကုန်မြို့မှာရှောင်တိန်နေပါတယ်အမှန်တော့ကျွန်တော်ဘယ်မှမသွားရောက်ပါတိတ်ပုံမရနှစ်ယောက်စီသွားပြီးတလဲစီသွားရောက်နေထိုင်ခဲ့ပါတယ်ပန်းရနက်လေးငင်းဆောင်လူသတင်းလူချင်းဆောင်ဆိုသလိုမကောင်းမှုကိစ္စဟာကြမခံမအောင်ပေါ်တော့တာပဲကျွန်တော်တိတ်ပုံမရနှစ်ယောက်ယူထားတဲ့ကိစ္စကိုဘသူကသွားပြီးစနေဖြစ်တဲ့မတ်ထထားကိုသွားရောက်ပြီးသတင်းပေးတယ်လေတော့မသိပါဘူးမတ်ထထားဟာသိရှိသွားပါတယ်အဲ့ဒီချိန်ကစပြီးရမ်းမောင်မိကြသလိုပေါက်ခဲပါတော့တယ်ကျွန်တော်ရဲ့စနေဖြစ်သူမတ်ထထားဟာတနေ့တိတ်ပုံမရယူတဲ့ကိစ္စနဲ့ပတ်သက်ပြီးစကားများရန်ဖြစ်ကြပါတယ်ကျွန်တော်ရဲ့လူမှုရေးဖောက်ပြန်မှုကိစ္စကြောင့်စိတ်ဆင်းရဲကိုဆင်းရဲကြပါတယ်ဒီလိုစိတ်ညစ်တဲ့တန်ကိုကျွန်တော်ကြမခံစားနိုင်ပါဘူးတခုခုကိုသတိဖြစ်လောက်ကင်မှုစိတ်ဆုံးပြလိုက်ပါတယ်နောက်ဆုံးကျွန်တော်ဟာလူကြီးဆောင်ရနဲ့စနေဖြစ်တဲ့မတ်ထထားကိုတရံဝင်စနေမရဖြစ်မှကွာရှင်းပြဆက်ရန်ကမ်းလှမ်းလိုက်ပါတယ်မတ်ထထားကလည်းသဘောတူလက်ခံပါတယ်ဒါကြောင့်အခုကျွန်တော်နဲ့မတ်ထထားအတူနေထိုင်မှုဝယ်ယူထားတဲ့အခန်းရွှေတဲ့ပစ္စည်းက8ချက်သားငွေသားက30ပေးပြီးကွာရှင်းပြဆက်လိုက်ပါတယ်ကျွန်တော်ဟာစနေမတ်ထထားနဲ့ကွာရှင်းပြဆက်ချိန်မှာတော့ကိုလူပြိုလူလွတ်တယောက်လိုပြန်လဲဖြစ်သွားတယ်လို့ထင်မှတ်ပြီးပျော်ရွှင်ချမ်းမြေ့သွားပါတယ်ကျွန်တော်ဟာအချိန်အားရနဲ့တိတ်ပုံမရနှစ်ယောက်စီသွားရောက်ပြီးအချိန်ဖြုံးနေတတ်ပါတယ်ရခင်ကတိတ်ပုံမရဟုတ်ပါတယ်အခုတော့လူမြင်သူမီတွဲတော့လာလှုပ်နေပါတယ်ကျွန်တော်ကိုဟန်တာနောက်ဆက်မဲ့လူမရှိတော့ပါဘူးကျွန်တော်ဟာလာတာမျိုးနဲ့ကလုံခြုံစိတ်ချရတဲ့အပေါ်ထက်တိုက်ခန်းတစ်ခုမှာငှားရမ်းပြီးတော့တီးတန့်နေထိုင်ပါတယ်တိုက်ခန်းကတန်ပါကြတစ်ခါနဲ့တက်သားတစ်ခါနှစ်ထပ်ရှိပါတယ်ဒီတိုက်ခန်းမှာကျွန်တော်အိပ်ပါတယ်လုံခြုံမှုရှိလို့အပိုးတန်တဲ့တရုတ်ရှင်းအောင်ပစ္စည်းတွေကိုတိုးလောင်ထားရှိပါတယ်ထမင်းကိုတော့တရုတ်စားတောက်ဆိုင်တွေမှာတွားရောက်ပြီးမိမိကြက်နဲ့တရာအစားတောက်စားပါတယ်ဒီတိုက်ခန်းဟာရှင်မီအပြုတ်ဆောင်ရှိလို့နေထိုင်ရတာစိတ်ချမ်းသာမှုအပြည့်အဝရှိပါတယ်နေ့လည်နေကဘက်အလုတ်ခန်းထဲမှာတွားရောက်ပြီးအပန်းဖြေနေထိုင်ပါတယ်ဖြစ်ချင်တာတော့ကျွန်တော်လက်မှာနင်းညအမြင်မပြတ်ဝိစင်မြန်းထားတဲ့အယောင်တပြနေတဲ့ဓာတ်လုံးလက်စုပ်ကလေးဟာအယောင်မိမိနေရတလလောက်ရှိသွားခဲ့ပါတယ်ကျွန်တော်ကဓာတ်လုံးလက်စုပ်ကလေးရဲ့အယောင်စင်းကိုကြည့်ရှုပြီးအလုံးလုံးနေတဲ့သူဆိုတော့အယောင်တွေ့မိမိနာအလုံးလုံးနေတဲ့သူဆိုတော့အယောင်တွေ့မိမိနေရကျွန်တော်ကလုပ်ငန်းကြီးတွေကိုအရှုံးပေါ်မှာဆိုလို့ရှောင်ခဲ့ပါတယ်ရှေးအောင်ပစ္စည်းတစ်လဲမဝင်ရှေးပြီးပစ္စည်းလဲရောင်းမထွက်ဖြစ်နေလို့ကျွန်တော်ဝင်ငွေဟာတိတိတသားကြီးကျဆင်းလို့နေပါတယ်တနေ့မိမိနေထိုင်တဲ့တိုက်ခန်းကိုလုံခြုံအောင်ပိတ်ပြီး
ကျွန်တော်ကရေမိုးချိုးပါတယ်ဒီလိုရေချိုးခန်းထဲမှာရေချိုးတဲ့အခါမှာတော့ကျွန်တော်လက်ဝဲဝိစင်မြန်းထားတဲ့ဓာတ်လုံးလက်စုပ်ကလေးကိုမှတ်မှတ်ရရစာရေးစပွဲပေါ်မှာချုပ်ပြီးတင်ထားလိုက်ရှိပါတယ်။ဘာကြောင့်လဲဆိုတော့ဓာတ်လုံးလက်စုပ်ကလေးကညာဘက်လက်ကလန်နဲ့အနှဲငယ်ကြီးနေပြီးညာဘက်လက်ကလန်နဲ့အနှဲငယ်ကြီးနေပြီးခြောင်နေလို့ကိုလက်တွေကိုဆက်ပြတိုက်ချုပ်ရင်ကျွတ်ကြပြီးတော့ပျောက်ဆုံးသွားမှစိုးရင်လို့ဖြစ်ပါတယ်။ကျွန်တော်ရေချိုးပြီးရေချိုးခန်းကပြန်လည်ထွက်လာတဲ့အခါမှာတော့စာရေးစပွဲပေါ်မှာအမြဲတမ်းမမတ်ရတင်ထားလိုက်ရှိတဲ့ဓာတ်လုံးလက်စုပ်ကလေးဟာမရှိတော့ပါဘူး။ကြွက်ပဲချီသွားသလားကြီးပဲချီသွားသလားမပြောတတ်ပါဘူး။ကျွန်တော်ထိတ်လန့်သွားပြီးမျက်လုံးတွေပြဝေလို့သွားခဲ့ပါတယ်။ဓာတ်လုံးလက်စုပ်ကလေးကိုတိုက်ခန်းတစ်ခန်းလုံးအနှံ့ဓာတ်လုံးလက်စုပ်ကလေးကိုတိုက်ခန်းတစ်ခန်းလုံးအနှံ့ကျွန်တော်ရှာဖွေခဲ့ပါတယ်။ဘလို့မှရှာဖွေလို့မရတဲ့အဆုံးမှာကျွန်တော်အယုတ်ကျိုးပြတ်သွားပြီးလက်မှန်ချသွားပါတယ်။ဒီလိုအစွမ်းထက်မြက်တဲ့ဓာတ်လုံးလက်စုပ်ကလေးမျိုးဟာရှာခဲ့ခြင်းဘဝမှာအစားထိုးများတဲ့အဖိုးတန်ပစ္စည်းတစ်ခုပျောက်ဆုံးသွားခြင်းမဟုတ်ပါလား။ကျွန်တော်ဟာဓာတ်ဆုံးလက်စုပ်ကလေးပျောက်ဆုံးသွားလို့စိတ်မကောင်းဖြစ်ပြီးရက်တော်ကြာအောင်အိမ်မပျော်စားဝင်ဖြစ်ခဲ့ပါတယ်။ဓာတ်လုံးလက်စုပ်ကလေးပျောက်ဆုံးသွားပြီးတဲ့နောက်မှာတော့ကျွန်တော်ရဲ့ရှေးအောင်ပစ္စည်းရောင်းဝယ်လုပ်ငန်းဟာဒီအကြဆင်းသလိုချဆင်းလို့သွားပါတယ်။ဘာပစ္စည်းမှရှာဖွေဝယ်ယူလို့မရရရှိထားတဲ့ပစ္စည်းများရောင်းလို့မထွက်ဒါကြောင့်ဝယ်ယူထားတဲ့ပစ္စည်းတွေဟာငွေအိတ်လိုနေပါတယ်။ရခင်ကလိုတလားငွေသိန်းပေါင်းများစွာရှာဖွေလို့ရနေတဲ့ကျွန်တော်ဟာအခုခါမှာတော့တလောက်ငွေ3000လောက်ရရှိအောင်မနေ့ကရှာဖွေစုဆောင်းနေရပါတယ်။ကျွန်တော်ယူထားတဲ့တိတ်တိတ်ပုံမရနောက်ကလည်းရခင်လို့တလောက်သိန်းနဲ့ချီပြီးမပေးနိုင်မထောက်ပံ့နိုင်လို့အိမ်မှာရှိတဲ့ပစ္စည်းတွေကိုယူသွားကြပြီးကျွန်တော်ဆွန့်ပစ်ခဲ့ပါတယ်။ကျွန်တော်ဟာလောင်းကစားမှုကိုပြုတ်ကြည့်ပြီးငွေရှာပါသေးတယ်။တနေ့ငွေသိန်းနဲ့ချီပြီးအရှုံးပေါ်နေလို့ကျွန်တော်မှရှိတဲ့ငွေတွေဟာခန်းသလောက်ဖြစ်နေပါပြီ။ဒီအခါမှာကျွန်တော်ရဲ့ရှေးအောင်ပစ္စည်းရောင်းဝယ်လုပ်ငန်းကိုဆက်လက်ပြီးမလဲပတ်နိုင်တော့ပါဘူး။လုပ်ငန်းဟာရပ်တန့်သွားပါတော့တယ်။ကျွန်တော်နေထိုင်တဲ့တိုက်ခန်းကိုအိမ်လာကမပေးနိုင်လို့ပိုင်ရှင်လက်ကိုပြန်လဲပြီးအနှံလိုက်ပါတယ်။ဆိုင်မှာရှိတဲ့ရှေးအောင်ပစ္စည်းအသေးဖွဲလေးတွေကိုအချိန်ဆွဲရောက်ရင်ဈေးကောင်းရနိုင်ပေမဲ့ငွေကြေးချက်တဲတွေ့ပြီးဘိုင်းနာနေရကြောင်းရှော့စင်းနဲ့ရောင်းချခဲ့ပါတယ်။တန်မိုးကြီးမာတဲ့တရုတ်ရှေးအောင်ပစ္စည်းချို့ကိုတော့ကျွန်တော်ဆရာဥက္ကရောင်နဲ့အယောင်ကောင်ရွှေ့ပြောင်းထားပါတယ်။ကျွန်တော်ရဲ့ရှေးအောင်ပစ္စည်းရောက်နေဆိုင်ကန်းကိုရတဲ့စီနဲ့ပြန်လည်ရောင်းချခဲ့ပါတယ်။ကျွန်တော်ရဲ့တပည့်ကျော်အလုတ်သမား2ဦးဟာတခြားလုပ်ခင်မှာတွားရောက်ပြီးအလုတ်လောက်ကအသက်မွေးရကြလို့နေကြပါတယ်။တကယ်ကတော့ကျွန်တော်ဘဝဟာခွေးရက်တဲ့ထညက်ခဲလို့လုံးမပါပြီးဘဝဟာပျက်စီးစပြုတ်နေပါတယ်။ကျွန်တော်ကအရက်သားတတ်ပေမဲ့အရက်သမားမဟုတ်လို့နေစဉ်ရက်ဆက်အရက်မတောက်ခဲ့ပါ။အခုလိုစိတ်ညစ်ညစ်နဲ့နေညမဟုတ်အရက်ဆိုင်မှာသွားထိုင်ပြီးအရက်မပြတ်တမ်းတောက်လို့နေပါတယ်။ကြာရင်ပျက်စီးသွားမယ်ကျွန်တော်ကြည့်ပြီးဆရာသမားဖြစ်တဲ့ဆရာဦးခွန်ရောင်ကအချိန်မီလာရောက်ကဲတင်ပြီးတူးဆိုင်မှာနေစေကတက်လာငွေ3000နဲ့အလုပ်ပေးထားပါတယ်။တခါအဖိုးရန်ရှေးအောင်ပစ္စည်းကိုရှာဝေပေးနိုင်တော့ကျွန်တော်ကိုတက်လာငွေ9000ချီးမြှင့်ပါတယ်။ဒီလိုကျွန်တော်ဘဝကြာနေချိန်မှာတခါတော့ဇနီးဖြစ်ခဲ့မှုတဲ့မထထကိုသတိရမိပါတယ်။မထထဟာသူ့အခန်းကိုရောက်ပြီးစင်မျိုးတွေရှိတဲ့ဘကိုအင်းတကောမှာတွားရောက်နေထိုင်နေပါတယ်။ကျွန်တော်ဟာမထထနဲ့မျက်နှာချင်းမဆိုင်ရတော့ပါ။ဘာကြောင့်လဲဆိုကျွန်တော်ကအိမ်နောက်ဤလူမှုရေးဖောက်ပြန်မှုအမှားကြီးကိုကျွလွန်လာခဲ့သူမဟုတ်ပါလား။တခါတော့ကျွန်တော်ဟာစပွဲပေါ်မေးတင်ပြီးအတွေးနဲ့ဝင်ကဒီလိုပါကြောင့်ဖြစ်ရတာလေလို့အပြေရှာကြည့်ပါတယ်။ဘလို့မှတွေးတော့စဉ်းစားလို့မရနိုင်ခဲ့ပါ။အကျိုးဖြစ်ထွန်းခဲ့ပေမဲ့အကြောင်းတရားရှာလို့မရနိုင်ခဲ့ပါ။မြမကံမြသိပ္ပံဝိစာရေးလောကီပညာရပ်ကိုနှိမ့်ရှည်လာများလေးလာလိုက်စားလာခဲ့တဲ့ဆရာသမားနဲ့တွေ့လို့ကျွန်တော်အဖြစ်ကျောင်းကုန်စင်ကိုပြောပြပြီးမေးမြန်းကြည့်ပါတယ်။လောကီပညာရပ်ကိုလေးလာလိုက်စားခဲ့တဲ့ဆရာသမားကလောကီပညာအစီအမံနဲ့ပြုလုပ်ထားလို့အစွမ်းထက်မြက်တဲ့အင်းအိုင်ဓာတ်လုံးဆိုတဲ့ပစ္စည်းမျိုးတွေဟာလူတယောက်စီမှာထိုက်တန်တဲ့အချိန်ကာလမှာသာနေပြီးတည်မြဲနေတတ်တယ်။မထိုက်တန်တဲ့အချိန်မှာသူ့အလိုလိုပျောက်ကွယ်ပျက်စီးသွားတာဟာမဆန်းပါဘူး။တဘာဝပါပဲ။ဝမ်းနဲ့မနေပါနဲ့။မောင်ရင်နဲ့မထိုက်တန်လို့ပျောက်ကွယ်သွားတယ်လို့ပဲမှတ်ယူလိုက်ပါ။ကံမကုံသေးရင်တော့ပြန်လဲပြီးစောက်အောင်မှာပါ။ကျွန်တော်နှစ်သိမ့်စကားပြောကြခဲ့ပါတယ်။ကျွန်တော်ရရှိခဲ့တဲ့ထူးဆန်းတဲ့ဓာတ်လုံးလက်စုပ်ကလေးနဲ့ကံမကုံသေးရင်ပြန်ပြီးလေစုံမဲ့ခြင်းကိုယနေ့ထက်တိုင်အောင်စောင့်မျှော်ရပါပြန်လည်ပြီးစုံစည်းပါစေလို့ဖះမှာဆုတောင်းပါတယ်ပြတ်သွားတဲ့သဘောကိုကျွန်တော်ကကိုတွေ့ကြုံလို့သဘောပေါက်နားလည်သွားခဲ့ပါတယ်လောကသဘာဝဖြစ်ပြီး
ပြတ်သွားတတ်တဲ့တဘောကိုကျွန်တော်ဟာကိုတွေ့ကြုံလို့သဘောပေါက်နားလည်သွားခဲ့ပါတယ်ပရိသတ်များရှင်အခုတင်ဆက်ပေးခဲ့တဲ့ဇာတ်လမ်းလေးကတော့ဒီမှာပဲပြီးဆုံးသွားခဲ့ပါပြီနားဆင်အားပေးခဲ့ကြတဲ့ပရိသတ်များအားလုံးကိုယ်စိတ်နှပြကျမ်းမာချမ်းသာကြပါစေရှင်နောက်နေ့တွေမှာလည်းကျမတို့ channel လေးကဘယ်လိုဇာတ်လမ်းမျိုးကိုတင်ဆက်ပေးသွားမလဲဆိုတာပရိသတ်များကအားပေးနားဆင်ပေးကြပါအောင်ရှင်ဇာတ်လမ်းလေးကိုနားဆင်ပေးပြီဆိုတော့ကျမတို့ရဲ့ channel လေးကိုလည်း like and subscribe လုပ်ပေးဖို့မမေ့ကြပါနဲ့နော်ကျမတို့ channel လေးမှာဇာတ်လမ်းလေးမြောက်နားဆင်ရင်ပရိသတ်များအားလုံးဘဝအမောများပြည့်ပြောင်းနိုင်ပါစေလို့ကျမတို့ channel လေးမှာဆုတောင်းမြတ်တာပို့သလိုက်ရပါတယ်ရှင်